ညီကြီးနင်ကြောက်တဲ့အိမ်မှာဘာလုပ်နေလဲအမဘာဖြစ်လာလဲအမလုံးချင်မသွေးတယ်မင်းကငါကိုကြီးခဲ့ရခင်သစ္စာလွတ်လိုက်လို့ရောက်လာတာမဟုတ်ဘာပြောမှလဲပြောသူ့အကြောင်းနဲ့အများကြီးသိဖို့ငါလိုအပ်တယ်အဲ့ဒါညီမလေးတို့နှစ်ယောက်လုံးကိုပရဘတ်ကအမှောင်တစ်ခုခုလွှမ်းမိုးစာပြုတယ်တော်ပဲရဘာဖြစ်လို့ဒီကိစ္စကိုအစပြန်ဖော်ချင်နေရဟာမင်းတို့တော်လာတော့ခင်သစ္စာကြောင့်သူတို့တော့ဒုက္ခရောက်နေကြတယ်နင်ပြောရင်မခင်တက်ဆောင်ဆိုအပြင်မှာတကယ်မရှိဘူးနစ်စိတ်ကလေးရစိတ်ဆုံးငါ့အောင်မေးလေဖဲကျွန်တော်မိမအပေါ်မလာနေလေဗျလွန်ရငါညမပါငါတော်လို့ဖြစ်သွားတယ်နင်ငေါ့အဲ့လိုလေးတန်းနဲ့မပြောနဲ့ညီကအချစ်ဖြစ်ပြီးတော့ကက်ကက်လန်ကိုရန်တွေ့ပြီးရိုက်ဆိုင်ပြန်တာဘလို့ဖြစ်နေရတော့ခေကရိုင်းနေအတကြီးတယ်ကိုတော့ကိုပဲသိတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်နိုင်ရရသွားပြီဆိုအမရွတ်ဆိုတာကြံတတ်တယ်အမရွတ်ဆိုတာနောင်တော့တမျိုးပဲခင်ဗျားဖြစ်တယ်ခင်ဗျားရဲ့ဖြစ်တယ်ခင်ဗျာထိတ်တယ်မှာမကြည့်သစ္စာမင်းကကိုနန်းတော်မှမကြိုက်ဘူးဘယ်ကောင်လာနန်းတော်ခိုင်းမင်းကမှယောက်ျားလူဘဝကြီးမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုခင်ဗျာသိလားအဲ့ဒါအတင်းနဲ့သစ္စာဗျဒီဘကအတကြီးနဲ့မိန်းမပဲမင်းသူ့စီကမရတဲ့ကျင်နာမှုရဲ့ကြည်ဥဆိုင်မှုတွေငါ့စီကနေလာရှာနေရမလားထောက်ပြန်ရေးဆိုလောကမှာရှိတဲ့လူတွေအကုန်လုံးတိတ်ဆန်နေဖြစ်ကုန်ပါဒီတော့တကယ်မချင်ပဲနဲ့လူလုံးလုံးနေရမလားငါ့မောင်လာတော့ကြောက်နေရ